မင်္ဂလာပါကျွန်တော်ဒီတကားဝိုင်းရဲ့စီးတာဥက္ကမောင်တို့ရဲ့ဝိုင်းရဲ့စီးတာရှင်ကိုကျွန်တော်တို့1 man ပေါ့နော်1 man ဘယ်လိုတီးပါသလဲပေါ့နော်အဲဒီပုံစံလေးကိုကျွန်တော်တူတူရဲ့သဘောလေးဖြစ်ပေါ့နော်နည်းနည်းဖြောပြတဲ့သဘောလေးဖြစ်ပေါ့ကျွန်တော်နည်းနည်းလေးတီးပြပါမယ်အဓိကတော့တူတူရဲ့သဘောလေးနဲ့ကျွန်တော်တီးပြမှာဖြစ်ပါတယ်ဘယ်လိုသုံးသလဲပေါ့နော်အရင်ဆုံးဒီ style လေးကိုကျွန်တော်ခေါ်လိုက်ပါမယ်ဒါကျွန်တော်တို့ငယ်ငယ်ကတည်းကကျွန်တော်တို့ရန်ကုန်က KBC အခုတယောက်တီးထားတာပေါ့နော်ကျွန်တော်ဘယ်သူတီးရဲဆိုတာကျွန်တော်တခြားမသိပါဘူးဒါပေမဲ့လို့ကျွန်တော်ဟိုငယ်ငယ်လေးတွေကကျွန်တော်9 တန်းလောက်တည်းကရထားတဲ့ဟိုပါပေါ့နော်ဘယ်လိုပြောမလဲ style ပေါ့နော်အရန်ကောင်းတယ်အဲ့ဒီရတနာသူတို့ဝိုင်းတို့ပတန်ကတော့ကွက်တီပြအရန်အလိုင်းတီးထားကျွန်တော်တီးတာမဟုတ်ဘူးเนาะရန်ကုန်ကအကိုတွေတီးထားတယ်เนาะအရန်ကောင်းတယ်အဲ့တော့အဲ့ style လေးကိုကျွန်တော်အဲ့ခေတ်က floppy ခက်ပေါ့ဗျာအဲ့ခေတ်ကျွန်တော်ရထားတာလေးပေါ့โอเคเนาะအဲ့ style လေးကိုကျွန်တော်အသုံးပြုမယ်ပေါ့เนาะအဲ့ style လေးကဘယ်လောက်တောင်ကောင်းလဲဆိုရင်ကျွန်တော်တို့ညာဘက်လက်ကဘာမှမတီးပဲနေတော့တော်တော်ကောင်းတဲ့အနေထားရအောင် share လုပ်ထားတာပေါ့เนาะโอเคအဲ့တော့ကျွန်တော်တို့ style လေးကိုကျွန်တော်ခေါ်လိုက်ပြီ wine ဆိုတဲ့ style လေးကိုခေါ်လိုက်ပြီ arrow နဲ့စမယ်เนาะโอเคအဲ့တော့ကျွန်တော်ရှေ့ပြေးမှာကျွန်တော်တို့ဒီ wave ပေါ့နော်ဒီ wave တစ်ခုထည့်ရမယ်အဲ့တော့ကျွန်တော်ကအခုလို့ဆိုခက်စင်အလွယ်ပေါ့နော်ပါလေဒီ choir and pad ထည့်ရကျွန်တော်တို့စာမျက်နှာ P5 က choir and pad တို့တွေကကျွန်တော်တို့ digit sweeper ဆိုတဲ့အတန်လေးကိုကျွန်တော်ဒီ left ပေါ့နော် left မှာထည့်လိုက်မယ် left ဆိုတော့ဒီဘက်ဘက်ချမ်းရတယ်ကျွန်တော် keyboard ကတစ်လုံးနဲ့ရှိတာဖြစ်တဲ့အတွက်ကြောင့် keyboard နှလုံးဆိုတော့အကြောင်းမဟုတ်ဘူးနော် keyboard တစ်လုံးနဲ့ဆိုတော့ဒီ left မှာအဲ့ဒါထည့်တယ်ပြီးတော့ right မှာကျတော့ကျွန်တော်တို့ sita ပေါ့ SITA က sita ဆိုတဲ့အတန်လေးကိုသုံးတယ်ဟိုထဲမှာတော့ sita အတန်လည်းမကြဘူးလေသူကအဲ့လို clean hollow guitar ကိုပဲအဲ့လိုနည်းနည်းအိန္ဒိယပုံစံပေါအောင်တီးထားတာပေါ့နော် C7 ပေါ့ဗျာ C7 ကိုမှုရသွားတာပေါ့နော်အဲ့တော့ဒါပေမဲ့ကျွန်တော်ကတော့ sita လေးပဲသုံးလိုက်တယ်နော်ဒီမှာအသုံးတယ်အဲ့တော့ sita နဲ့တစ်ဘက်ကလို့ wave pad တစ်ခုပေါ့နော် wave pad အဲ့လိုဝင်းဘာညာပေါ့အဲ့လိုတစ်ခုထည့်လိုက်တယ်အဲ့ဒါ memory တစ်ခုသွင်းထားတယ်နောက်ပြီးတော့နံပါတ်2မှာတော့ကျွန်တော်သုံးနေကြ string ပေါ့နော်ဒီ string တော့လည်း6ကတ်နေပါတယ် robust တွေပဲလိုနေထားပါတော့ string သုံးတယ်နောက်ပြီးတော့ဒါတော့ steel guitar ပေါ့နော် steel guitar ပြီးရင်ကျွန်တော် distortionအမှန်တော့သူထဲမှာအဲ farm ထာတို့ဘာလို့ကြာသူကအမှန်တော့ string လည်းတီးတယ် distortion ကလည်းတီးတယ်သူနှစ်ယောက်လုံးစုံတီးထားတယ် unison ခေါ်မှာပေါ့နော်အဲ့လိုစုံတီးတာပေါ့ဗျာအဲ့တော့ဒီမှာတော့တယောက်တည်းစုံတီးဖို့မလွယ်ဘူးเนาะအဲ့တော့တယောက်က van ခတ်ပြီးတော့မှတယောက်ကအလုံးတီးတာကောင်းပါလေเนาะကျွန်တော်တို့အပြင်မှာဆိုလည်းအဲ့လိုပဲတီးကြမယ်ပေါ့အဲ့တော့ okay စကားပြောရရင်ညားတယ်တီးပြလိုက်တော့မယ်เนาะ keyboard လုံးနဲ့ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ chorus ပိုင်းမှာတော့ကျွန်တော် van နေပါတယ်လူတိုင်းကလည်းကြည်ရတယ်ချစ်ရဲ့အဲ့မထက်ကျွန်တော်ဒါကို keyboard နှလုံးရှိရင်တော့ကျွန်တော်တို့တစ်လုံးကဒီလို van ပြီးမယ်အပေါ်ကနေလူတိုင်းကလည်းကြည်ရတယ်ချစ်ရဲ့အပေါ်ကနောက်တစ်လုံးကနေတိုးလာဆိုဖာအဲ့လိုဒီမှာပေါ့နော်တစ်လုံးက van ပြီးမယ်တစ်လုံးကဒိုးလာဆိုပါဒါပေမဲ့ဒီမှာကျတစ်လုံးနဲ့ဖြစ်နေတယ်ကျွန်တော်က van ကိုကျွန်တော်ဖယ်လိုက်တော့မယ်ကျွန်တော်ဒိုးလာဆိုပါဒီပြန် string သုံးမယ်ကျွန်တော် verse အပိုင်မှာကျွန်တော်တို့ဒီမှာ sustain နေမယ်ပေါ့ဒါမတီးလေရတယ်ဘာလို့ဆိုဒီ rhythm ဒီ style ကအရန်ကောင်းနေတဲ့ကြောင့်မတီးလေဝေစာပြီးသားဖြစ်နေပါတယ်ဒါပေမဲ့ကိုကမနေနိုင်ဘူးကိုကတီးကျင်တယ်ညာဘက်လက်ကလည်းအငြိမ်မနေဘူးတီးကျင်တယ်ဆိုတော့တီးပါပိုပြည့်သွားတာပေါ့ဗျာနော်မတီးလေရတော်တော်ပြည့်စုံအောင် style share လုပ်ထားရဖြစ်တဲ့အတွက်ကြောင့် okay အဲ့တော့စလိုက်ပါနော်ဘာလို့တန်တိုးပါအော်ရွေ့ပါ sorry မရွေ့သွား right ကရွေ့ပါဘာလို့ရွေ့ပါ G မာလေ G2
ပြန်စမယ်နော် sorry ဒီအလုံးတွေကတော့ကျွန်တော်နည်းတော့လွဲမယ်နော်ကျွန်တော်C7 ကိုအဆင်ပြေလို့မှုရတာပေါ့ဒီ drum ဖွင့်လိုက်မယ်မိထားတော့လာ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 တာရာရာရာတာရာရာရာပါမိထားတိုင်းကလက်ကြည့်ရတဲ့ချစ်ရဲ့ဒူလာကိုပါတာနာနာနာတာနာဝိုင်းလက်ကြည့်ရလာ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 ခင်သူတိုင်းကလာ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 ဒူလာကိုပါတဲ့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 လာလာချစ်ခဲ့ပြီးမမုန်းနဲ့တာရာရာတီ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 ဒါပိုက်ကြများလို့နော်ဒီဝိုင်းဟိုနစ်စီဝိုင်းဒါပဲပေါ့နော်ဝိုင်းရဲ့ချစ်ခဲ့ပြီးမမုန်းနဲ့ဒီ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 တာရာချစ်ခဲ့လာ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 ရန်ကောင်းပါလေအဲ့တော့ဒီဘက်ကတန်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 သောတူရတန်ပါပြီစားအဲ့တော့မနေနိုင်ဘူးဆိုလေကိုဒီဘက်ကတန်တန်တန်လောက်ဆိုတော့သဘောပေါက်မယ်လို့ထင်ပါတယ်เนาะဒီထဲမှာဘာမှနိုင်တီးစရာမပါဘူးเนาะဒါလို့ဆိုရင်တော့ကျွန်တော်အခောက်ရေးစာဆုံးတော့တီးမပြတော့ကျွန်တော်နှုတ်စာရွက်ကကျွန်တော်ကြည့်ဖို့ကမလွယ်ဘူးဖြစ်နေလို့ tablet ကအားကုန်နေလို့ပါကျွန်တော်ဒီပုံစံလေးဒါလို့ဆိုကျွန်တော်ဘာမှတီးစရာမရှိဘူးเนาะအဲ့တော့တီးမယ်သလားလာ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 ဒါ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 မတီးလည်းရတယ်လာလာမတီးနဲ့လာလာလာမတီးနဲ့ရတယ်ဘာဖြစ်လာ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 အော်တီးကျင်တော့ပါဆိုလေတီးလာ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 အိုင်ကလေးကြည့်ရချစ်ကဒါလို့ van တီးကျင်လဲတီးပါအဲ့တော့သုံးလုံးတော့တီးလို့မရဘူးစီကော့ကိုဘယ်လိုကြီးတော့တီးလို့မရဘူးစီနဲ့ G ကိုပဲတီးရမှာ van ခတ်ချင်လဲခတ်ပါ F ဆိုရင် do fa ပေါ့နော် do so do fa လက်မလက်တကြွယ် do so လက်မလက်တန်းဒါပဲပေါ့နော်အဲ့လိုတီးကျင်လဲရတယ်နော်မတီးဘဲနဲ့ဒီတိုင်းလေးပဲထားပြီးတော့လာ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 လေချစ်ရဲ့ဒါရဲတ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 ဲ
ချစ်ခဲ့ပြီးမှမုန်းနဲ့တာရာရာရာโอเคဒီလောက်ဆိုရင်တော့ရမယ်လို့ကျွန်တော်ပြောလင်းပါတယ်အားလုံးပဲကျမ်းမာချမ်းသာရှင်လန်းချမ်းမြေပါစေခင်ဗျာ